မင်္ဂလာပါဒီနေ့မှာတော့စင်တူတယ်လို့ထင်ရပြီးတော့ကွဲပြားတဲ့စကားလုံးနှလုံးကိုအတူတူလေ့လာကြရအောင်ပထမတစ်လုံးကတော့ EFFORD effort အဲ့ဒီနေရာမှာ EF ကို F ဆိုတဲ့အတန်နဲ့စင်တူတယ်သူ့ကိုဖိပြီးဆိုမယ် FORD က fort ဆိုတော့ effort အလုပ်တစ်ခုကိုလုပ်ဖို့လို့အားထုတ်မှုကြိုးပမ်းမှုကိုဖော်ပြတဲ့နေရာမှာ effort ကိုသုံးတယ်နောက်တစ်လုံးကကြတော့ AFFORD afford FORD ဆိုတဲ့နောက်စလုံးကို stress လုပ်ပြီးတော့မှဆိုမယ် afford ငွေအချိန်အရေးအချင်းရှိပြီးတော့မှလောက်ကိုင်းနိုင်တဲ့အစွမ်းအားကို afford လို့သုံးပါတယ်အဲ့တော့ sentence လေးတွေနဲ့အတူတူကြည့်ကြရအောင် She passed the exam because of her effort သူမစာမိုးရဲ့အောင်တာသူမရဲ့ကြိုးစားအားထုတ်မှုကြောင့်ပါIf you make more effort, you will improve. ပိုပြီးအားစိုက်လို့ရှိရင်ပိုပြီးတော့မှတိုးတက်လာမယ် She made effort to learn English. သူမကအင်္ဂလိပ်စာလေ့လာဖို့လို့ကြိုးစားအားထုတ်တယ် AFFORD afford နဲ့ပတ်သက်တဲ့ sentence တွေကိုကြည့်ကြရအောင် I can't afford a new car. ကားအသစ်အတွက်ငွေမတတ်နိုင်ဘူး We can't afford to waste time. အတိတ်ပဲက not enough time အချိန်မလောက်ဘူးအဲ့တော့အချိန်ဖြုံးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာဂျုံကုန်ပြီးပြန်ပြောရမယ်ဆိုလို့ရှိရင် EFFORD effort energy you give ကိုယ်စီကနေပြီးတော့မှအားထုတ်လိုက်တဲ့ခွန်အားစွမ်းအားညာနာစွမ်းအားဒါကို effort AFFORD afford ကကြတော့ resources you have တဲ့မှာရှိတဲ့ငွေအချိန်အရေးအချင်းဒါတွေကိုဆိုလိုတာပါနောက်ဗီဒီယိုတွေမှာပြန်ဆုံမယ် bye bye